军事、政治以及老主席未完成的革命目标。第三个我表演呢，就那阿弟呀，就那我嘛，龙我没路，第三个嘛包，就那我嘛，龙我没路没阿的呀个咯，就那路啊，那头呢过苦呢嘛，也看到了一个路的塞车要跟啥开家的。在我一生中最难忘的时刻就是2009年，我们若海军阿拉干军是以20多个人组建起来的。2010嘛，就那路路的塞车要嘛，叔包，但是白起吧的。在那个时候，我们20多个人当中只有一把枪。路的那个里的来路的塞车要那啥比嘛，就那路啊，都看没家嘛，有个就在耶。ปฐมส้มจนเราကိုကိုကအဖွဲ့အစည်းဥပုံကြရှင်ကနေပြီးမှလက်နဲ့တရားလက်ဆောင်ပေးခဲ့ပါတယ်在我们只有20多个人，只有一把枪的最艰难的时刻，彭家胜老主席送来给我们100条枪。ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုကင်ပြီးမှရခိုင်ပြည်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်我们组织就只拿着这100支枪，还有2具火箭筒，就返回我们重新打回我们的洛开。ဒီကိစ္စဟာကျွန်တော်တို့ရခိုင်တော်လှန်ရေးအတွက်အင်မတန်မှအရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်这一件事情是我们洛开革命道路上很重要的一件事情。ကျွန်တော်တို့လူ26ယောက်တနက်တလဲနဲ့စတင်ခဲ့တယ်ပထမဆုံးသောလက်နက်တရားကိုဥပုံကြားရှင်နဲ့ကိုကန့်ဗဟိုကော်မတီကဆုံးဖြတ်ပြီးကျွန်တော်တို့ကူညီဖူးခဲ့တယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဟာတက်ရင်ကိုလူ300လောက်နဲ့တက်ရင်ယာချီပြီးမှဖွဲ့စည်းပြီးမဟာမိတ်တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်နေပြီဖြစ်ပါတယ်最艰难的时候只有20多个人的时候，那么彭家胜老主席还有我们国港同盟军的中央委员会支持了给我们100条枪。从那过以后，我们慢慢开始，现在又重新组建了10多个营，而且那么已经开始和兄弟联盟组织们一起上战场了。ဒီအချက်တစ်ချက်တွေကိုကြည့်ချင်အဖြစ်ကိုကန့်နဲ့ကျွန်တော်တို့ရခိုင်မဟာမိတ်ညီကိုတွေကြားမှာဘယ်လောက်ထိကြီးကျယ်နဲ့ဆိုင်တဲ့ပတ်သက်မှုနဲ့သရောစဉ်တွေကိုတည်ဆောက်ခဲ့ကြတယ်ဆိုတာကိုအတိအကျမြင်နိုင်ပါတယ်从这个事情就能看出我们和国港民俗是有多么友好和多么深刻的意义。ကျွန်တော်ကဥပုံကြရှင်ရဲ့ဇာမနာမှာကျွန်တော်တို့ရဲ့တဝန်တော်ကိုရေးပြီးမှပို့ခဲ့ပြီးဖြစ်တယ်သို့တော်လည်းပဲလူကိုယ်တိုင်လာပြီးမှဒီဂုဏ်ပြုစကားတွေကိုကိုယ်တိုင်ကိုကြပြောချင်တော့အကြီးလို့တခုတည်းကလာခဲ့ရတာဖြစ်ပါတယ်在彭家胜老主席的印丁，我们已经是以书面的方式已经发布了，但是我是想亲自来到这里，再来这里亲自说一下。ခေါင်းဆောင်ကြီးဥပုံကြရှင်နဲ့ MNDAA အဖွဲ့အစည်းတို့ဟာကျွန်ုပ်တို့ရခိုင်တော်လှန်ရေးအတွက်အင်မတန်မှအရေးပါပြီးတန်ဖိုးရှိသောမိတ်ဆွေများအဖြစ်မိမိတို့မှလေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်